အားလုံးပဲမင်္ဂလာပါထိုင်းနိုင်ငံကိုလာမယ့်မြန်မာတွေအတွက်ဒီဗီဒီယိုလေးခဏလောက်ချိန်ပေးကြည့်လို့ကဒီနှစ်မှာထိုင်းနိုင်ငံကနေပြီးတော့ TDAC လို့ခေါ်တဲ့ Immigration Policy ဘက်ကိုတက်သွင်းလာပါတယ်အဲဒါကြောင့်မို့လို့မြန်မာတွေအနေနဲ့ရောက်ပြီးတဲ့သူတွေဖြစ်စေအခုမှပထမဆုံးစလာမယ့်သူတွေဖြစ်စေtransit ခံမဲ့သူတော့မလိုပေမဲ့တခြားသူတွေအကုန်လုံးကတော့လိုအပ်တဲ့ TDAC အကြောင်းကျွန်တော်ပြောပြပေးပါမယ် TDAC ဆိုတာကတော့ Thailand Digital Rider ကတ်လို့ခေါ်ပါတယ်ဒီပိုးအနေနဲ့ဒါပတ်လို့ရှိတဲ့သူတိုင်းလူကြီးကလေးအကုန်လုံးလုပ်ဖို့လုပ်ထားမယ်ဒီစနစ်ကို form တစ်ခုဖြစ်တဲ့ DAC စနစ်ကကျွန်တော်တို့အနေနဲ့ patient တွေအဆရာမလို့ဘူးဘာပွဲကမှပေးကြမလို့ဘူးထိုင်းဒီဆိုရောကလည်းပတ်ပေးကြမလို့ဘူးကိုယ်တိုင်ဝင်ပြီးတော့သူတို့ရဲ့ official website မှာဝင်ပြီးတော့ link လေးမှာဝင်ပြီးတော့ကျွန်တော် channel တွေဖြည့်လိုက်ရုံပဲအဆင့်3ဆင့်ပါလိမ့်မယ် personal information ပါမယ်ကျွန်တော်တို့ဒီ flight information တွေပေါ့နော်ဘယ်နေ့လာမယ်ဘယ်နေ့ပြန်မယ်ဆိုတဲ့အားတွေပါမယ်ပြီးတော့ကျမ်းမာရေးရှင်နေချက်လက်လေးတွေပါမယ်ပေါ့နော်ဒါလေးပဲပါပါလိမ့်မယ်အဲ3ရက်ဖြည့်ပြီးတာနဲ့ကျွန်တော်တို့ကဒါထိုင်းနိုင်ငံနဲ့ဝင်လို့ရပြီပေါ့နော်တခါကျရင်နေရစ်တာတွေလည်းရှိလို့ဒီဥစ္စာ DDC မလုပ်ထားလို့မရဘူးဒီတိုင်းပေးဝင်တာရရှိပါတယ် DDC ကတော့ကျွန်တော်ဘယ်လိုအချိန်မှဖြည့်လို့ရမလဲဆိုရင်တော့ထိုင်းနိုင်ငံကိုမလာခင်3ရက်အတွင်း42နာရီအတွင်းမှာစတင်ပြီးတော့ဖြည့်လို့ရပါပြီတကယ်လို့ကိုယ်အလုံးမအားလို့မေးခဲ့တယ်ဆိုရင်လည်းဒီ40ရောက်တဲ့ခါမှာဖြည့်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ကြိုပြီးတော့လုပ်စီချင်ပါတယ်ဘာလို့လဲဆိုတော့ကိုလိုပဲမေ့ပြီးတော့မတိသေးတဲ့သူတွေမေ့ပြီးတော့မလုပ်ပြခဲ့တဲ့သူတွေနိုင်ငံခြားသားတွေနဲ့တန်းစီပြီးတော့ဆောင်ရတဲ့အတွက်ကြောင့်ရဲ့ဒီ immigration အဝင်မှာစစ်နေတဲ့သူလူအုပ်ကြီးတန်းစီဆောင်ရတဲ့အတွက်ကြောင့်ရဲ့ကိုနှစ်ခုခြားတာဖြစ်တာမို့လို့ကိုယ့်ရဲ့အချိန်ကြီးကိုကြိုးရှိနေတယ်ဆိုရင်တော့ကြိုပြီးတော့ဒါလုပ်လာခဲ့ပါ soft copy ဒါမှမဟုတ်ရင် hard copy print ထုတ်လာခဲ့ပါပြောပူပါတယ်ကျွန်တော်ပြင်ဝင်ပြင်လေးတွေနဲ့ကျွန်တော်ချားတိတာလေးတွေကိုကျွန်တော်ရဲ့ဗီဒီယိုမှာ YouTube ဗီဒီယိုမှာရှင်းလေးတင်ပေးတာပါတယ်ဝင်ကြည့်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ